မင်္ဂလာပါ မင်္ဂလာပါရှင် မြတ်တွေရဲ့ခေါ်ဝေါ်တွေကိုသိချင်လို့ပါ ဟုတ်မေးလို့ရပါတယ် ကျက်စင်ကိုဘယ်လိုခေါ်လဲ ไก่งวงไก่งวง ကျက်သူကြီးမြတ်ကရော นกแก้วนกแก้ว ဂျိုးကရော นกขาวนกขาว ငုံကရော นกกระทานกกระทา ဇင်ရောငှက်ကိုဘယ်လိုခေါ်လဲ นกนางนวลนกนางนวล စာခလေးငှက်ကိုဘယ်လိုခေါ်လဲ นกกระจอกนกกระจอก ဇီးကွက်ကိုကရော นกฮู้นกฮู้ ဗျိုင်းကိုဘယ်လိုခေါ်ရလဲ นกกระยางนกกระยาง တိတ်ငှက်ကိုဘယ်လိုခေါ်လဲ นกเหี่ยวนกเหี่ยว ဒေါင်းကိုဘယ်လိုခေါ်လဲ นกยุงนกยุง အော်အော်ငှက်ကိုဘယ်လိုခေါ်လဲ นกกาวาว นกกาวาว တာလီကာကိုကရော นกสาลิกา นกสาลิกา ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါသိချင်တဲ့ထိုင်းစကားလေးတွေရှိရင်ရေးခဲ့နော်ဗီဒီယိုလုပ်ပြီးပြင်ဖြေပေးမယ်